ပြပွဲကတော့ lot series ပေါ့ dot series တည်တံ့ရေးပြပြလွတ်တွေဘယ်ကစခဲ့တယ်လဲဆိုရင်နိုင်ရောပိုင်းပြပွဲပြီးတော့ခဏအနားယူပြတယ်ဘယ်အကြောင်းအရာဘာလို့စတင်မယ်လို့ကြိုပြီးမတွေးထားရသေးခင်မှာစကတ်တွေရေးပြီးထုတ်နေမိတာပေါ့ပထမတော့မြင်းချောင်းနေတယ်ပဲရေးချိန်ရလာတော့ dot series ဖြစ်လာမယ်အရာတွေစတင်လာခဲ့ပါတယ်အဲ့ဒီလိုပဲရေးနေရင်လည်းဥပနာက Prime Expression Studio မှာပို့ပြီးတော့အချိန်ကောင်းလာတယ်၅ပေ၄ပေတွေအထိ dot series ကားတွေစတက်ရေးပြခဲ့တယ် Expression ဘက်ကိုပိုအားပြုတဲ့ရေးချက်တွေပဲပို့ပြီးရေးဖြစ်နေတယ်အဲ့ဒီလိုလွတ်တဲ့ရေးနေနေပဲ Evolution of Look ဆိုပြီးတော့2024မှာဒီကိုတော့ပြပွဲတစ်ခုလုပ်ဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအကြောင်းအရာကတက်စီပါအခုပြမဲ့လွတ်တွေကတော့ကျွန်တော်ရဲ့ပုံမှန်ရေးနေကြမဟုတ်တဲ့ပုံစံတစ်မျိုးအခုဖြစ်လာတော့သူကလွတ်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုအောက်ထဲကလာတာမျိုးမဟုတ်ပဲဟိုကတစ်ခုဒီကတစ်ခုပုံစံတစ်ခုစီမျိုးကရှုထောင့်ပေါင်းစုံကနေဝင်ရောက်လာခဲ့သလိုမျိုးပါပဲအဲ့ဒါတွေကိုကျွန်တော်ကမတုံ့ပြန်ပဲလက်ခံလိုက်ပါတယ်အဲ့ဒီလိုလက်ခံပြီးတော့ပြန်လည်ဖန်တီးထုတ်ပေါ်လာတဲ့လွတ်တွေဟာအခုပြပွဲမှာမြင်ရတဲ့လွတ်တွေပါကျေးဇူးတင်ပါတယ်ကျွန်တော်ကကြည်အောင်ပိုင်ပါ